ကျွန်တော်ဒီနေ့မှာဆိုလို့ရှိရင်တော့တန်လွင်စီတောက်ရမလားအကယ်၍တောက်မယ်ဆိုလို့ရှိရင်ရောဘယ်လောက်ပမာဏလောက်ထိတောက်လို့ရလဲနောက်ပြီးတော့မှဒီတန်လွင်စီကနေပြီးတော့မှရနိုင်တဲ့ကျန်းမာရေးကောင်းကျိုး၅ချက်ကဘာတွေဖြစ်မလဲဆိုတဲ့အကြောင်းအရာတွေကိုဝေမျှဆွေးနွေးသွားမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်တို့စားတောင်းတဲ့ဟာဆန်ထူပြူဒေါက်တာရင်ဖြစ်ပါတယ်အဲ့တော့ဗီဒီယိုလေးမစခင်မှာကျွန်တော်ရဲ့ဒီ Facebook YouTube TikTok channel တွေကိုလည်း like and follow မလုပ်ထားသေးဘူးဆိုလို့ရှိရင်လည်းလုပ်ထားဖို့တစ်ယောက်ချင်းစီတိုင်းကိုဖိတ်ခေါ်ချင်ပါတယ်အဲ့တော့ဟုတ်ပြီပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီတန်လွင်စီတောက်ရမလားဆိုတဲ့အကြောင်းပြောခင်မှာကျွန်တော်ဒီတန်လွင်စီကနေရနိုင်တဲ့ကျန်းမာရေးကောင်းကျိုး၅ချက်ပေါ့နော်အဲ့တော့ရင်ဦးဆုံးတန်လွင်စီမှာကကျွန်တော်တို့ဒီခန္ဓာကိုယ်ဓာတ်ကမှလိုအပ်တဲ့ဒီ mono unsaturated fat လို့ခေါ်တဲ့အဆီဓာတ်လေးလည်းပါနေတာဖြစ်ပါတယ်အဲ့တော့ဒီလိုမျိုးအဆီတွေကကျွန်တော်တို့ရဲ့ဒီခန္ဓာကိုယ်ကရောင်ရမ်းမှုတွေကိုလည်းရောကျစေနေတာဖြစ်တဲ့အတွက်ဒီကင်ဆာဖြစ်ပွားမှုနှုန်းလည်းကျွန်တော်တို့ရောကျစေနေတာဖြစ်ပါတယ်နောက်ဒုတိယအချက်အနေနဲ့ကြတော့သူ့မှာဒီဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပေါ့နော်ဒီ antioxidant တွေကလည်းကြောစာပါနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ဒီနာတာရှည်ယောဂဖြစ်ပွားတဲ့နှုန်းကိုလည်းရောကျစေဆိုပြီးမှကျွန်တော်တို့သူတည်နာမှာဖော်ပြထားတော့လည်းတွေ့ရမှာဖြစ်ပါတယ်နောက်တတိယအချက်အနေနဲ့ကြတော့ကျွန်တော်တို့ဒီအမျိုးအစားနဲ့စီးချိုယောဂနဲ့နောက်ပြီးတော့မှဒီလေဖြတ်တဲ့ယောဂဖြစ်ပွားမှုနှုန်းတွေပေါ့နော်ဒီလိုမျိုးဖြစ်တဲ့ဟာတွေလေသူကရောကျစေဆိုပြီးမှတချို့တော့သူတည်နာမှာဖော်ပြထားတော့လေကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်နောက်နံပါတ်၄ချက်အနေနဲ့ကြတော့ကျွန်တော်တို့ဒီခန္ဓာကိုယ်ကိုအန်တီရဖြစ်စေနိုင်တဲ့ပိုးမွားတွေကိုလည်းသိစေနိုင်ပြီးတော့မှဒီနောက်ဆုံးအချက်ကကြတော့ကျွန်တော်တို့ရဲ့ဒီခန္ဓာကိုယ်ထဲကဒီအဆင့်မြစ်တွေရောင်ရမ်းတာကိုလေသူကတက်တာစေတယ်ဆိုပြီးမှကျွန်တော်တို့ပြောထားတော့တွေ့ရမှာဖြစ်ပါတယ်ဘာလို့လဲဆိုလို့ရှိရင်သူ့မှာပါဝင်တဲ့ဓာတ်တွေကကျွန်တော်တို့ဒီခန္ဓာကိုယ်တွေကရောင်ရမ်းစေတာကိုတွားပြီးတော့မှရောကျစေနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီအဆင့်မြစ်ရောင်ရမ်းနေတာကိုလည်းတွားပြီးတော့မှတက်တာစေနေတာဖြစ်ပါတယ်အဲ့တော့ဒါကလည်းပဲလာဒီတန်လွင်စီပဲတောက်လို့အဆင့်မြစ်တွေတက်တာသွားတယ်အဲ့လိုတော့ဒီကျွန်တော်ပြောလို့မရဘူးပေါ့နော်အကယ်၍ကိုယ်မှာယောဂတစ်ခုရှိတယ်ဆိုလို့ရှိရင်တော့ဒီကိုတောက်မယ်ဆေးကိုလည်းတေချာတောက်ပြီးတော့မှအကယ်၍ဒီဘေးကနေပြီးတော့မှဖြစ်စအနေနဲ့ဒီလိုမျိုးလာကိုအတုပ်စားတဲ့ခါမှာလည်းကျွန်တော်တန်လွင်စီတွေကိုလည်းဖြစ်ဆွဲကြတော့စားပြီးဖို့ဖြစ်ပါတယ်မဟုတ်ဆိုလို့ရှိရင်လာဒီကိုကအဆင့်မြစ်နာလို့ရှိရင်တခြားဆေးတွေမတောက်ဘဲနဲ့တန်လွင်စီတွေပဲတောက်မယ်အဲ့တော့ဒါမျိုးတော့ဆိုလို့ချင်တာမဟုတ်ဘူးပေါ့နော်အဲ့တော့ဟုတ်ပြီပေါ့နော်ကျွန်တော်ဒီတန်လွင်စီတောက်လို့ရလားပေါ့နော်ဘယ်လောက်ပမာဏလောက်ထိတောက်လို့ရလဲအဲ့တော့ကျွန်တော်တို့လာဒီတန်လွင်စီ olive oil ကဒီကျန်းမာရေးအတွက်ကောင်းတယ်ဆိုပေမဲ့သူကလည်းအစီအုပ်စုအမျိုးအစားတွေကတစ်ခုဖြစ်တယ်ပေါ့နော်အဲ့အတွက်ကြောင့်ကျွန်တော်တို့ကအများကြီးတောက်တယ်ဆိုလို့ရှိရင်တော့ဒီ calorie ပမာဏကလည်းလိုက်မြင့်တက်လာမှာဖြစ်ပြီးတော့လေဒီကျွန်တော်တို့ရဲ့ဒီဝင်သွားတဲ့ calorie ပမာဏကလည်းများသွားမှာဖြစ်တယ်ပေါ့နော်အဲ့တော့သူ့ကိုလည်းပဲကျွန်တော်တို့ကအတိုင်းတာတစ်ခုထိပဲကျွန်တော်တို့မှီဝဲပေးရမှာဖြစ်တယ်အဲ့တော့ကျွန်တော်တို့လာတန်လွင်စီတောက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ US FDA ကပြောထားတာကတော့တစ်ရက်ကိုဒီ1.5 tablespoon ပေါ့နော်အဲ့တော့ဒီထမင်းစားစွန်းနဲ့တစ်စုံခွဲလောက်ကိုပဲသူကပြောထားဖြစ်တယ်ပေါ့နော်ဒါပေမဲ့ကိုကလာဒီဒါကပုံမှန်လူကြောက်ပေါ့နော်ယောဂခန်းတစ်ခုရှိတယ်ကိုယ့်ရဲ့ဒီသွေးရင်းထဲမှာဒီသွေးရင်းအဆီဓာတ်တွေပါများနေတာဒါမျိုးတွေဆိုလို့ရှိရင်ခါကြတော့ဒီတခြားအစားတောက်ဆရာအောင်တယောက်နဲ့တိုင်ပင်ပြီးတော့မှပဲဒီတန်လွင်စီတောက်ချင်းမတောက်ချင်းကိုတော့လုပ်ဖို့တော့အကြံပြုချင်ပါတယ်ကဲယောဂရဲ့ပိုင်းမရှိဘူးဆိုလို့ရှိရင်တော့ကိုယ့်အနေနဲ့တောက်ချင်းတောက်လို့ရပါတော့အဲ့တော့ဒီလိုမျိုးကြီးမဟုတ်ရင်တော့မှကိုအတုပ်လေးစားတဲ့ခါမှာဒီတန်လွင်စီလေးထည့်ပြီးတော့မှတုပ်ပေးတာဒီဟင်းချက်တဲ့ခါမှာလည်းတန်လွင်စီလေးသုံးပြီးတော့မှချက်ပေးတာမျိုးလေးကျွန်တော်လုပ်ပေးလို့ရဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာပြောရမှာကျွန်တော်တို့ဒီတန်လွင်စီကိုပြောထားတာကဒီ extra virgin olive oil ကိုပြောတာဖြစ်တယ်ပေါ့နော်အဲ့တော့ extra virgin olive oil ဆိုတာကဒီလုံးဝတန်လွင်စီတန်လေးပေါ့နော်ဒီပြုပြင်ပြောင်းလဲထားတာမရှိဘူးဓာတုပစ္စည်းတွေထပ်ထည့်ထားတာမျိုးမရှိတဲ့ကျွန်တော်တို့ဒီတန်လွင်စီကိုရုံရင်းတော့ဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီနေ့ဝေမျှသွားတဲ့အကြောင်းအရာလေးကမိနဲ့မိချစ်ခံရတဲ့အကျိုးရှိမယ်ဆိုလို့ရှိရင်ပြန်လည်ပြီးတော့မှမျှပြူတက်ကိုလည်းတိုက်တွန်းချင်ပါတယ်မေ့ပါနဲ့တင်ကိုယ်တိုင်ကတင်အတွက်အကောင်းဆုံးဆရာအောင်ပါတယောက်ချင်းစီတိုင်းစေရောကိုပါကျမ်းမာချမ်းသာကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်